อะไรวะ Boy, finally I saw you, bro. what I know you. I saw you on TikTok. And then I follow in Instagram. who Oh, finally. where you from Now I'm living in Thailand. you're living in Thailand you're Burmese Yes. Yeah, wait. Wait, I follow you. Where is that? I always watch your TikTok. oh really Yeah. And then you can speak Thai, right? I think you no You I'm are- not Yeah, you're totally fluent in Thailand. can you speak Thai No? But I can speak Korean a little. 한국말 할 줄 알아요? 네, 조금 알아요. 잘하네요 아니요, 그냥 드라마 때문에 그냥 조금. 드라마 때문에 조금 네. I think you're Thai No, I'm not. I just studied in Thailand. at university Yes. 부럽다 Oh, wait. What are you looking for? Your IG. I follow you, but I can't find it. KZIT Wait. Can you say your... Oh, yeah. Here. Yeah Okay. I also like Facebook. Wait, let me check it. Oh, I didn't add your Facebook. Because I usually use Instagram, so I follow your Instagram. That's why. And then, so I will add you. I see တွေ့ရတာဝမ်းသာပါနဲ့ ဟုတ်သားလေညီမလေးပြောလို့ရပါလို့အင်္ဂလိပ်လိုပြောနေပါလေ No မေးတာဒီလိုမျိုးတွေ့ရမှာမထင်တော့ဘူးရောဒီလှည့်လိုက်တဲ့အချိန်မှာနောက်ခံ background အနီးတွေ့လိုက်တယ်တိလိုက်တယ်ဟိုတယောက်တော့မသိဘူးဆိုပြီးတော့24နှစ်လားမသိဘူး24လား27လား24ဟုတ်တယ်အသက်ဘယ်လောက်လဲ20 20ငယ်သေးတာပဲ ကျောင်းတက်လာလားအလုပ်လုပ်လာလား အလုပ်လုပ်တာ ဟိုက TikTok like တည်တယ်ဝင်ကြည့်တယ် ကျေးဇူးပါကျေးဇူးတင်ပါတယ် ကျေးဇူးတင်တယ်လို့တော့သဘောကျလို့ဝင်ကြည့်ရ အခုလည်းဗီဒီယို record လုပ်တာတုံးလို့ရလားမသိ ရပါဝင်ကိုကလာရေးရ Okay အခုကဘယ်ကျောင်းမှာတက်နေရလဲ အခုက Branson Orange State စင်မ ကောင်းပါနဲ့ ကောင်းပါပြန်နေ ဘာတွေပြင်ပန်းတာတော့ မိသားပြန်မယ် ဘာမေးကြယူထားတော့ medical engineer OETV ဆိုရင်ခုကသုံးပြတာဒါတော့ဟိုပါလေ first semester ပိတ်လို့ medical သမားလေးဆိုတော့မလွယ်ဘူးပဲ ခေါင်းချင်း မြန်မာပြည်မှာလည်းစာသားလောက်လာတဲ့လူပေါ့ လို့ပါဦး လောက်ဒီစင်ရောက်တာပေါ့ လွယ်လေးကိုဒီစေးရောက်ပေါ်လွယ်ပါလေမြန်မာမှာစားလို့ငငယ်ကလို့ဖြစ်တယ်ဒါပေမဲ့ကြီးကမလို့ဖြစ် တက္ကသိုလ်ရောက်ရင်လူတိုင်းအောင်စာမလုပ်ဖြစ်တော့ ဒါပေမဲ့ဒီမှာတော့လောက်ရတယ်ဘောင်းဆိုတော့ယူထားတာ medical ဆိုတော့
မဒီရပိုင်းဆိုမလုပ်ရင်ရခွေးပြင်ပါ Okay fighting ကြိုးစားလိုက်ပါအောင်တွေ့ရတာဝမ်းသာပါလေ Thank you.